吹的龙蛋龙皮多少不呢？阿们嘞，怎么明天在塞外路了嘞？阿口的，阿爸我没有的 ，Oh my god！ ဘာပဲရထားစီရဲ့ကျမရဲ့ကြောက်ကြီးလေးတစ်ဖြတ်ပေါ့နော်ကျမ train နောက်ကြတော့မလို့လေနောက်ကြတော့မလားကြတော့လားလဲအခုထိမသိဘူးပေါ့နော်4:45 train ကိုကျမ agent ကားနဲ့လက်မှတ်ဝယ်ထားတာကို agent ကကျမကို3 နာရီဟိုဆက်မှလာကြုံမယ်ဆိုပြီးတော့လာမကြုံဘူးအမလေးကျမမိနစ်30ပဲလိုတော့တယ်အခုထိအပေါ်မရောက်သေးဘူး Oh my god Okay, ကျွန်တော် entrance ကိုတွေ့ပါအဲ့လိုမျိုးอ่ะလေတအားစိတ်ဖိစီးမှုများတယ်ပေါ့နော်အပေါက်ပေါ့နော်ကျွန်မ check in ဝင်ရမယ်အပေါက်ပေါ့တော်ဒီပေါက်ကိုလည်းရှာသေးတယ်finally ကျွန်မဒီချိန်ညှိသွားတယ်ပေါ့နော်7 minutes ပဲလို့တော့တယ်အခုဒီကဟိုရထားပေါ်တက်ဖို့အတွက်ပေါ့နော်ဒီအခုပေါက်ကိုတန်းစီနေကြတာ Oh my godဒါလောင်ကွာဘန်ရဲ့ train station မှာမြို့ရဲကနေပြီးတော့မိနစ်30လောက်မောင်းသွားတယ်ကြိုထွက်ပေါ့နော်အရင်လမ်းကလည်းနည်းနည်းဆိုးတယ်ရှင်ဒီမှာပေါ့နော်သူကလေဘုတ်ရှိတယ်အဲ့ဘုတ်ကိုကြည့်လို့ရတယ်ပေါ့နော်ဒီမှာကျမရဲ့အချိန်ဆို16:43ပေါ့နော်4:43 မိနစ်ဆိုတော့အခုကရထားကိုဝင်လို့ရနေပြီပေါ့နော်ဒီဘုတ်ကိုကြည့်ပြီးတော့သွားလို့ရတယ်ပြီးရင်အရှိမကိုစီရမယ်အတွဲနံပါတ်ပေါ့နော်ကျွန်တော်စီရမယ်အတွဲနံပါတ်က1ပေါ့နော်1ဆိုတော့ကျွန်မအရှိမလိုင်းငံဆိုင်ဘုတ်တွေရှိတယ်ပေါ့နော်1ဆိုရင်1 to 5ဆိုရင်ညာဘက်ကိုချိုး5 to 10ဆိုရင်ဘယ်ဘက်ကိုချိုးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့ဒါကိုကြည့်ပြီးတွားရမယ်ပေါ့နော်ဒီမှာတော့ဖုန်းနံပါတ်ပေါ့နော်ဖုန်းနံပါတ်တွဲနံပါတ်ပေါ့နော်အဲ့ဒါကြည့်လို့ရတယ်ဒါ K11 ပေါ့နော်ကျွန်မ K11 ရဲ့ coach 1ကိုရှာပြီးတော့စီးရမှာပေါ့နော် coach 1ကိုရှာရမှာဆိုတော့ကျွန်မရဲ့ carriage 1ကညာဘက်မှာပေါ့နော်ချွေးလုံးတန်လုံးဖြစ်သွားပါဘောနော်ဘာလို့မှန်းမသိဘူးချွေးရဲ့အချိန်ကအရင်တိုက်သွားတော့လေကျွန်တော်ဘာမှမလုပ်နိုင်ဘူးဖြစ်သွားပါဘောနော်ဒီရထားရဲ့ဟိုပါဘောနော်သူတို့ဒီ staff တွေပေါ့နော်တခုခုမသိသူတို့မေးလို့ရတယ်ပေါ့နော်ပို့ပြီးတော့ကျင်းနေခြင်းနဲ့ကိုစီရမယ့် coach number နဲ့ပေါ့နော်သူကဒီတိုင်နေမှာသူကလေနံပါတ်တွေရေးထားတယ်ပေါ့နော်ရထားစီရဲ့ကျမရဲ့ကြောက်ကြီးလေးတစ်ဖြတ်ပေါ့နော်ဝါဆုံးမလေးတော်တော်စိတ်ဖိစီးမှုတော်တော်များသွားတယ်ပေါ့နော်တော်တော်ကြီးကိုလေငေါချောင်းချသွားတော့ခံရတယ်
ခုံရတတ်တယ်ပေါ့နော်တရားလေးဆိုရင်ကျွန်မနေရပါတော့ဒီလိုစီရတယ်ပေါ့ခုံရတော့ဒီလိုပေါ့နော် sorry ဒီမှာကျွန်မလောက်လှမ်းမြင်နေရတယ်ပေါ့နော်ရထားဆက်ထွက်ပြီပေါ့နော်ခုံပါတယ်ပေါ့နော်ကျမထိုင်လဲပေါ့နော်ထိုင်လဲပေါ့နော်ဒီအထဲထဲမှာလည်းသွားပေးစင်ပါလေ女士们、先生们，列车马上就要到达港西车站，请在港西车站下车的旅客收拾好你的行李物品，做好下车准备。下车时注意站台与间隙，以免发生危险。Say
ခရိုင်20မှာကျွန်တော်အခု VNG ပူတာကိုရောက်နေပေါ့နော်အခုကျွန်မဒီမှာမပြီးဘူးကျွန်မနောက်ထပ်နေရာတစ်ခုကိုထပ်သွားမှာပေါ့နော်အခု VNG ပူတာကဒီ VNG ရဲ့မြောက်ပိုင်းမှာရှိပြီးတော့ကျွန်မကအခုတောင်ပိုင်းက bus station ကိုဆက်သွားမယ်နောက်တနေရာတော့ကိုလာနောက်တစ်မျိုးပေါ့နော်ဒီကျွန်မကမ္ဘောဒီးယားကို border crossing လုပ်ဖို့အတွက်နောက်တစ်မျိုးတော့အဲ့ဒီမျိုးနာမည်က Paxel လို့ခေါ်တာပေါ့နော်အဲ့ဒီ Paxel မျိုးကို VNG ကနေပြီးတော့ bus ကားတင်စီးမှာပေါ့နော်10နာရီကြာတယ်လို့ပြောတယ်အခုကျွန်မအဲ့ဒီကိုသွားမှာပေါ့နော်